မင်္ဂလာပါကျွန်တော်ဒီကနေ့ဖတ်ပြခြင်းတဲ့ဝတ္ထုလေးကတော့ဆရာကြီးထောင်မှုကြီးသိန်းဝင်းရေးသားထားတဲ့တောမှုဆိုခြင်းတိုက်ပွဲဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ကလေးနဲ့ကူညီပေးကြပါအောင်လို့တောင်းဆိုပါရစေခင်ဗျာအခန်း1ကျွန်ုပ်ကတာအချင်းထောင်တွင်တာဝန်ကျစဉ်ကဖြစ်လေတယ်နေထောင်ဖြစ်၍အလောက်ကပါလေတယ်ကတာမြို့ရှိအစိုးရဝန်ထမ်းများအားလုံးနဲ့လည်းခင်မင်နေပြီးဖြစ်လေတယ်အထူးသဖြင့်အမေလိုက်ဝါသနာပါသောကျွန်ုပ်မှာတစ်တော်အရေးပိုင်ဥနေအောင်နဲ့တောအုပ်စော်မင်းစရေးကလေးကျော်စင်ဝင်းတို့နဲ့အတွဲညီလာပေတယ်သူတို့အလုံးမှာအပတ်စဉ်တောဝင်နေရတဲ့ဖြင့်တောကောင်သားကောင်များရသည်နဲ့ကျွန်ုပ်အားတကူးတကဖိတ်၍ကျွေးမွေးအခန့်တက်လေတယ်ယနေ့စနေနေ့ညနေဆောင်တွင်ကျွန်ုပ်ဟာကမ်းနားလမ်းဘက်လမ်းလျှောက်ရင်းရွှေကန်းသာစားသောက်ဆိုင်တွင်ဥနေအောင်တို့အဖွဲ့နှင့်တွေ့ဆုံခဲ့ပါတယ်လာပြေဦးသိန်းဝင်းခမည်းလေးပျောက်ချက်သားကောင်းလာပြီလားရန်ကုန်ပြန်နေလို့ထင်ပါရဲ့ဦးနေအောင်ကဤသို့ဖိတ်ခေါ်ပါတယ်ဟုတ်ပါရဲ့ဦးနေအောင်ရဲ့ကျွန်တော်လည်းရုံးကိစ္စနဲ့ရန်ကုန်ဆင်းနေရတာတလလောက်ကြားသွားတယ်ဆရာတို့အဖွဲ့ဘယ်တော်တွေများဆင်းနေကြသေးလဲထုံးစံအတိုင်းပေါ့ဗျာကျွန်တော်တို့အလုပ်ကတော်တဲ့ဆင်းတာတော့မဆမ်းပါဘူးဒါပေမဲ့ကျွန်တော်တို့အဖွဲ့လဲမိုးရသည်တစ်လုံးဖောင်ကိစ္စတွေအလုပ်ရှုံနေတာနဲ့တီးတန့်အမဲမလိုက်ဖြစ်တာတော့ကြားလာပါပြီအမေရိကပြတ်တော်လေထုံးစံအတိုင်းရွှေကန်းသာစားတော့ဆိုင်ကိုပဲပြန်လဲမိကိုရတာပေါ့လေကျွန်ုပ်လဲဆိုင်အတွင်းဝင်ထိုင်ရင်သူတို့အဖွဲ့နဲ့အတူဝင်ရောက်စားတော့ဖြစ်ပါတယ်မတွေ့ရသည်မှာကြာ၍ဇရက်မင်းစီးစိမ်ကိုခံစားကြရင်စကားပြောပြီးမဝကြပါဥသိန်းဝင်းမနှက်ဖြန်တနင်္ဂနွေနေ့ပဲအားရမဟုတ်လားအားပါဦးနေအောင်ရေလာကုန်တဲ့လာစားပိုင်းသာအလုပ်ပိုးများတာပါအဲ့ဒါဆိုတော့ပဲပြူတလင်းသာနေ့ညနေပိုင်းမှာကျွန်တော်တို့ကတာကိုမန္တလေးတိုင်းတစ်တော်ရုံးကတစ်တော်ဝင်တော့ကိုအောင်သွယ်တို့အဖွဲ့လာကြမှာမို့မနှက်ဖြန်သူတို့ကိုဧည့်ခံဖို့အမဲပြေထွက်ချင်တယ်အဲ့ဒါဥသိန်းဝင်းလမ်းနိုင်မလားဘယ်ဖက်သွားကြမှာလဲဦးနေအောင်ဘာကောင်လေးပြစ်ကြမှာလဲနေကတော့မရွေးရသေးဘူးပြူဥအောင်တွေကတရုတ်ပြည်ကနေတော့စောင်းခိုဝင်လာတဲ့တောဘဲငန်းသားကိုအလွန်ကြိုက်လေတော့ဘဲငန်းပဲဥတီချက်ထားပြီးပြည့်ရမှာပေါ့ကြံတဲ့အကောင်တွေကတော့ကြုံရပြစ်ကြတာပေါ့ဗျာထိုစဉ်မုတ်ဆိုးလူတင်းမိုင်လူအယောင်အကွက်မပေါ်တော့သောလုံကြီးကိုခတွင်လှည့်ဝေးပြီးပလိုင်းတစ်လုံးကိုလွယ်၍ဝင်လာသောသူတို့ဦးအားတောကိုစော်မင်းကလှမ်းခေါ်ပါတယ်လာပြုတ်ကိုရင်ဒီခမည်းကိုမျောနေတာညနေမှမလာရင်တော့ညဘက်ကြော်စင်ဝင်းနဲ့လှုပ်ပြီးတော့ခေါ်ခိုင်းတော်မလို့လာထိုင်ပါအောင်ငါ့ဆရာတို့ငိမ့်လာကြည်လားတောမဝင်တော့အတော်ကြာပြီနော်ကိုရင်ဒီကနှုတ်ဆက်စကားပြောရင်းဇပွဲခုံတွင်ဝင်း၍ထိုင်ပါတယ်ကြော်စင်ဝင်းကဖန်ခွက်ထဲရင်းနှင်းအရက်ကိုရောက်၍ချပေးပါတယ်တောက်ကိုရင်ဒီအမီးကတော့ဒီဆိုင်မှာရတာတွေအကုန်မှားထားတယ်အမနာနဲ့စားသမ်းပါဦးနေအောင်ကဟုတ်ပါကိုရင်ဒီရဲ့ပြီးခဲ့တဲ့လကလာကျုပ်စစ်တမ်းတွေအကြောင်းအလွန်အလုံးများသွားတယ်ခမားလည်းသိတဲ့အတိုင်းတက်တော့အလုပ်ဆိုတာမိုးရင်းမှများတယ်လေစောင်းတယ်တွေမှာသာအလုပ်ပါတာအေးငါသိတယ်ဆရာအခုဘယ်သွားကြမှာမို့ငါ့ကိုမြုံနေကြတာလေဆရာမန္တလေးကဧည့်သည်အရာရှိကြီးတွေတပတ်ခါညနေကတာကိုရောက်မယ်ကိုရင်ဒီအဲ့ဒါသူတို့အဖွဲ့ကတရုတ်ပြည်ဘက်ကစောင်းခိုဝင်လာကြတဲ့တောဘဲငန်းသားကိုအလွန်ကြိုက်ကြတော့ကျင်းတီပေါရနိုင်မဲ့နေရာများသိသလားလို့ဗျအချိန်ကမရဘူးလေရပါဆရာရဲ့ရင်ခဲတော်တွေကငိုးစင်းနဲ့စီးပွားရွာတွေနားကအင်းအိုင်ကန်ချောင်းတွေမှာလေဒီဘဲငန်းရင်တွေကြပါတယ်ဒါပေမဲ့ရွာနဲ့နီးတော့ရဖို့ခင်းနေဝင်းတစ်ဖက်ကန်းဇရဲကြီးမှလည်းရနိုင်တယ်ဒါပေမဲ့နည်းနည်းလှမ်းနဲ့ခရီးထောက်တယ်ကတာနဲ့ကချင်နယ်ဆက်ကောက်ကွေချောင်းဘက်မှာတော့အလွန်ပေါ်တယ်ခရီးလမ်းမိမဲ့လမ်းတင်တယ်မော်တော်ဘုတ်နဲ့သွားရင်မနက်သွားညနေပြန်အဆင်ပြေတယ်ဗျစောကတော့ခရီးထွက်ရမယ်လက်ရည်တွင်းနဲ့နရကားရွာကြီးတွေကတော့ကတာမြို့အနောက်ဘက်တင်နေတယ်ကားနဲ့သွားရမှာဒါပေမဲ့အခုမသေးကြတော့ဘူးပြီးခဲ့တဲ့အပတ်ကတည်းရန်ကုန်ကလာတဲ့ဧည့်သည်ဥစိန်ချစ်သူပြစ်ထားတော့ဘဲငန်းတွေလန့်နေတယ်ကတာအနောက်ဘက်ဖက်စွတ်တောင်ကြီးကအင်းတွေမှာလေကြားရပေမဲ့အတော်လန်းတယ်ခရီးကျန်းတယ်အကောင်းဆုံးကတော့ငါစောကပြောခဲ့တဲ့ကောက်ကွေချောင်းဘက်သွားတာအသေးချဆုံးပဲကဲအဲ့ဒါဆိုရင်မနက်ဖြန်မနက်6 နာရီလောက်ထွက်ကြမယ်ကိုရင်ဒီအရောက်လာနိုင်မှာမလားမလာနိုင်ရင်ဒီညဒီမှာလာပြီပါလားဗျငါမနက်4 နာရီအရောက်လာနိုင်တယ်ညတော့လာမိတ်တော့ဘူးငါမှအိမ်အလုပ်ကိစ္စကလေးတွေရှိသေးလို့ပါကဲဟုတ်ပြီဗျအဲ့ဒါဆိုရင်ကျွန်တော်တို့မနက်6 နာရီတိစိတ်ကမ်းမှာမော်တော်ဘုတ်နဲ့အသင်းဆောင်နေမယ်ကိုရင်ဒီဆက်လာခဲ့တော့စိတ်ချပါစေဟာဒါငါအလုပ်ပဲမပူပါနဲ့ဥသိန်းဝင်းလည်းမနက်6 နာရီတိစိတ်ကမ်းကိုဆင်းခဲ့ဗျာဟုတ်ပြီဦးနေအောင်ကျွန်တော်ဘာတနက်ယူခဲ့အောင်မလဲကြက်ရတာယူခဲ့ပြီဘဲငန်းပြဖို့ဂရီနာတနက်တော့ကျွန်တော်တို့စီမှာရှိတယ်မယူခဲ့တဲ့တော့ဦးသိန်းဝင်းရေကိုရင်ဒီပြန်သွားပြီးနောက်ကျွန်တော်တို့မနက်ဖြန်ခရီးထွက်ရန်တိုင်ပင်ကြပါတယ်ကတာနဲ့ကချင်ပြည်နယ်ဆက်
ကောက်ကွေချောင်းတစ်လျှောက်မှာတောနှစ်လတစ်ဖြစ်ကျွန်ုပ်ဤလက်ဆွဲတော်ဒသမ303အမေရိကန်ရိုင်ဖယ်ကြီးကိုမယုံမဖြစ်ယူရမည်ဖြစ်လေတယ်။ဒဲငန်းပြည့်ရန်အတွက်တော့ဦးနေအောင်တို့ထံတွင်ဂရင်းနာတစ်လုံးတို့ပြောင်းကျော်တဲ့နက်နှင့်ဇရိတ်ကြီးများကိုယူသုံးရန်သာဖြစ်တယ်။ကျွန်ုပ်အကျဉ်းထောင်သို့ပြန်ပြီးမသုံးနာကြပြီဖြစ်သောရိုင်ဖယ်တနက်ကြီးကိုပြင်ဆင်တိုက်ချုပ်ပါတယ်။အတူနေထောင်မှုဥမြင့်စေကကိုသိန်းဝင်းမနှက်ဖြန်တောပြည့်ထွက်မလို့လားဟုတ်တယ်ဗျူတစ်တော့ကဦးနေအောင်တို့အဖွဲ့နဲ့ချိန်ထားတယ်ခမရလိုက်အောင်မလားသွားပါဗျာကျွန်တော်အလုပ်တွေရှိသေးတယ်ခမရပြန်လာရင်သာတောကောင်သားစားရင်တော်ပါပြီဒီတစ်ခါတော့တောကောင်သားမဟုတ်ဘူးဗျူမိုးပြန်သားပါစားရမှာဒီအချိန်တရုတ်ပြည်ဘက်ကစောင်းခုဝင်လာတဲ့ဘင်္ဂန်ရန်တွေကိုအဓိကထားပြီးပြင်မှာကိုမြင့်စွေဘင်္ဂန်သားစားဘူးတယ်မဟုတ်လားရွှေကန်းသားဆိုင်မှာစားဘူးတယ်ဗျူအစီရစ်နေလို့တရုတ်ဘင်္ဂန်ရန်တွေကအလွန်ကောင်းတာပဲစောင်းဥပေါင်းမှာပေါ်တဲ့ဝင်းအင်းတွေကငဖမ်းမာကြီးတွေကလည်းဒီအချိန်အစီကက်နေလေတော့မနက်ပိုင်းအစီတရွှဲ့ရွှဲ့နဲ့ကင်းပြီးတော့ဗျာထမင်းကြော်နဲ့စားကြရင်အလုံးအရသာရှိတာကလားဗျမစားရတော့အတော်ကြပြီဗျာအဝစားရမှာပဲဗျာမပူပါနဲ့ရာသီချင်းရောက်လာပြီပဲထိုညကကျွန်ုပ်ဟာည10နာရီခန့်အိယာဝင်ခဲ့ပါတယ်မနက်9နာရီခန့်တွင်အိယာထ၍ဖျားဝစ်ပြုမနက်စာစပြီးရိုင်ဖယ်တနက်ကြီးလို၍စိတ်ကန်းသို့ဆင်းခဲ့ပါတယ်စိတ်ကန်းတွင်မနက်6နာရီမထိုးသေးတော့လဲလူဆုံးနေလေပြီကိုရင်ဒီလဲရောက်နေပြီဖြစ်လေတယ်ကတာမျိုးစောင်းရသည်မှာအလွန်ချမ်းအေးလာပါတယ်မြစ်ရန်အတွင်းမော်တော်ဘုတ်ကလေးနှင့်ထွက်လာသည်နှင့်အေယာဝတီမြစ်ပြင်အားတိုက်ခတ်လာသည့်နောက်ပြန်လီမှာရေခဲလင်းနှင့်တူလာသဖြင့်ကျွန်ုပ်တို့မှာခက်ခိုက်တုံချမ်းအေးသွားရပါတယ်အနှွေးတယ်များကိုစီဝစ်ထားကြပြီးတော်ပါပေသေးတယ်ကျွန်ုပ်တို့မှာခက်ခိုက်တုံအောင်ချမ်းအေးနေကြတော့လေကရင်ရင်ခွဲအင်ကြီးကိုသာဝတ်ဆင်ထားသောမုတ်ဆုကိုအင်ဒီကချမ်းဟေးရန်မပြကွန်းစားပြီးသာအေးစီစွာလိုက်ပါလာပါတယ်ရေဆန်လေဆန်ခရီးဖြစ်တော်လေတစ်တော်ဌာနသုံးယူဘုတ်လေကလေးမှာစက်အင်အားကောင်းလာသဖြင့်မြန်ဆန်လှပါပြီတယ်အလှသားမျိုးအထက်မိုင်20ကျော်ခန့်ခရီးပြီးတော့ကောက်ကွေချောင်းအနီးသို့တနအီကျော်ခန့်ဖြင့်ရောက်လေတယ်ကောက်ကွေချောင်းမှာဝေးအင်းအထက်တွင်ရှိလေတယ်တမပိုင်းရာသီဥတုရှိသောဒေသဖြစ်၍အမြင့်စိန်တစ်တော်ကြီးနှင့်ကောက်ကွေချောင်းပတ်ဝန်းကျင်မှာတောဆူဖြစ်နေပါတယ်အင်းများကံများလည်းအလွန်ပေါ်လာပါတယ်ငှက်များသာမကတောကောင်များပျော်မြူးကျဆရာနေရာလည်းဖြစ်လေတယ်အဝေးကပင်အရှိမြောက်ဘက်မှပြန်တန်းလာကြသည့်ဘဲငန်းရန်အုပ်များကိုမြင်နေရပါတယ်မြို့နှင်းရွာနှင့်ကွာလှမ်းသဖြင့်လွတ်လပ်စွာကျက်စားနေကြဟန်တူပါတယ်ဘဲငန်းအကျဉ်းအုပ်တာမကရေဝမ်းပဲရေစစ်စလီစနိုက်ခေါ်ဘိုးစားငှက်နဲ့ဒင်းကြီးများကိုလည်းအုပ်လိုက်ပြန်တန်းလာသည်ကိုတွေ့မြင်ရပါတယ်ကိုရင်ဒီနမိတ်ဖက်တယ်လို့ကျင်းတီမိနေရလဲဖြစ်ပါပြီလေအခန်းနဲ့ကျွန်ုပ်တို့မော်တော်ကလေးအားအေယာဝတီမြစ်ကြီးမှာဖဲ့ခွဲပြီးတော့လုံးဝဘက်ကောက်ကွေချောင်းတဲ့သူချိုးဝင်ကအကာအကွယ်နှင့်အကြီးကောင်းသောကန်းဆက်အနည်းရှိပြင်းကလေးပင်ကြီးတပင်းအောက်မှာကပ်၍ရလိုက်ပါတယ်တစ်ပင်ကြီးအောက်မှာပြန်ပြူသားရပြီးနှစ်ယောက်စီလုံးထွင်းလေအပြက်တည်းရှိနေတဲ့ဖြင့်ပစ္စည်းများထားရန်လည်းအဆင်ပြေလှပါတယ်ရေသုံးရန်လည်းအဆင်ပြေထင်းရှာရန်လည်းအဆင်ပြေလှပါပြီလေဥခွဲပကံများအားအောင်ဘုံနှင့်ကျော်စင်ဝင်းတို့မော်တော်ပုံမှချနေကြစဉ်ကျွန်ုပ်တို့အချိန်ကိုလူ၍အင်းများကံများဘက်သို့ထွက်လာခဲ့ပါတယ်မကြမီကျော်စင်ဝင်းဟာဂရင်းနာတနက်နှစ်လက်ကိုထမ်းလာပြီးအနောက်ကပြေးလည်လာပါတယ်ဟုတ်ပါတယ်ကျွန်ုပ်နှင့်ဦးနေအောင်တို့ဟာရိုင်ဖယ်တနက်ကြီးများကိုထမ်းလာကြပြီးတောအုပ်ကိုစော်မင်းကသူ့လက်ဆွဲတော်နှလုံးမျိုးတနက်ကိုသာထမ်းလာကြသဖြင့်ဒဲငန်းပြည့်ရန်ဂရင်းနာတနက်များကိုမေ့နေကြခြင်းဖြစ်ပါတယ်အထိုင်ချစခန်းတွင်ချက်ပြုတ်ပြင်ဆင်ရန်တပည့်ကျော်အောင်ဖို့နှင့်မော်တော်မောင်းသမားသာကျန်နေခဲ့ပါတယ်တပွဲသားမုတ်ဆိုးအင်ဒီကဥဆောင်ပြီးတော့ကျွန်ုပ်တို့သုံးဦးကနောက်ကရင်မောင်တန်း၍လိုက်ရပါတယ်ကျော်စင်ဝင်းဟာနောက်ဆုံး၌တနက်ထမ်း၍လိုက်လာပါတယ်မိုင်ဝက်ခန့်လျှောက်လာတော့ကောက်ကွေချောင်းများအင်းအိုင်ပေါ်များသည့်နေရာအနီးသို့ရောက်လာသည်နှင့်ကွက်ကွက်ဂီးဂီးဟူသောအတန်များစူညံစွာဖြင့်ဘဲငန်းရန်အုပ်ကိုအတန်ကြားရပါတယ်ကိုရင်ဒီဟာလက်ကပြတဲ့ဖြင့်ကျွန်ုပ်တို့အဖွဲ့ရက်လိုက်စဉ်တောငပြောတောင်နှင့်ကျင်းုံများကာစီထားသည့်တောတန်းလေးတစ်ဖက်အင်းထဲမှအတောင်မှန်ခတ်တန်တဝုံဖြင့်ပျော်ရွှင်မြူးထူးစွာငါးရှာစားနေကြသည့်ဘဲငန်းရန်အုပ်ကြီးကိုတစုံတစလှမ်းမြင်လိုက်ရပါတယ်ကျွန်ုပ်တို့အကာအကွယ်ယူပြီးအသင့်ပြင်ဆင်လိုက်ကြပါတယ်ထိုအခါမှကျွန်ုပ်တို့ယူလာသည့်ရိုင်ဖယ်တနက်များနှင့်ကျော်စင်ဝင်းထံမှဂရင်းနာတနက်တို့ကိုလဲယူပြီးတော့မောင်းတင်ကြီးထုတ်လိုက်ကြပါတယ်အင်းကြီးမှာကျေပြောလာတော့လေဘဲငန်းချမ်းများမှာကျွန်ုပ်တို့ရောက်ရှိနေကြသည့်ပကံဓာတ်ပုံများအနည်းတွင်အုပ်လိုက်ကြနေသဖြင့်အဖြူနှင့်အနက်ကျဘဲငန်းများဖြစ်ကြပါတယ်ဘဲငန်းအဖြူများကဂျီလေတွင်လှိုင်းစီးခြင်းငါးရှာနေကြသလိုဘဲငန်းနှက်ကြီးများကအလွန်ဝေးသောတစ်ဖက်ကအနည်းတွင်အုပ်စုဖွဲ့၍ငါးရှာနေကြပါတယ်ဘဲငန်းများမှာအယောင်ခွဲ၍အုပ်စုဖွဲ့ထားဟန်တူပါတယ်ဘဲငန်းနှက်ကြီးများကအကောင်အကြီးဆုံးဖြစ်ပါတယ်တကောင်လျင်4-5ပိဿခန့်ရှိလေတယ်ဘဲငန်းအဖြူများက4ပိဿခန့်အကြီးဆုံးဖြစ်ပြီးတော့ဘဲငန်းနှက်ကြများက3-4ပိဿခန့်သာရှိကြပါတယ်အငယ်ဆုံးဖြစ်ပါတယ်ကျွန်ုပ်တို့နှင့်အနည်းဆုံးတွင်ရှိသည့်ဘဲငန်းနဲ့အုပ်ကြကိုသာပြစ်ခဲ့ရန်ရွေးချယ်လိုက်ကြပါတယ်ဘဲငန်းအုပ်များအုပ်စုဖွဲ့စီနဲ့ကိုရင်ဒီကချက်ပေးပါတယ်ကျွန်ုပ်တို့သုံးဟာတပြိုင်နက်ပြစ်ခတ်ကြပါတယ်ဒိုင်း
ဘဲငန်းအုပ်မှာအလေးချိန်ကြီးမှသဖြင့်လင်းမြန်ကြီးများအလားရေထဲတွင်အရှင်ယူပြီးပြန်နိုင်ကြပါတယ်ကျွန်ုပ်တို့ကြည်သစ်လဲနေစဉ်တောအုပ်စော်မင်းကသူ၏ဒုတိယပြောင်းမှကြည်ဖြင့်ပြစ်ကလေးတယ်ကျွန်ုပ်နှင့်ဦးနေအောင်ဟာဘဲငန်းရိုင်းအုပ်ရေထဲမှထအပြန်ဖလိုင်းရှော့ပြစ်ပြန်ပါတယ်ဒိုင်းဘဲငန်းများအားရေကန်ထဲတွင်ပြစ်ခတ်ခြင်းတဲ့ဖလိုင်းရှော့ပြစ်ခတ်ရခြင်းမှာပုံမူထိရောက်ကြောင်းတွေ့ရပါတယ်ကျွန်ုပ်ဦးနေအောင်နှင့်ကိုစော်မင်းတို့ရေထဲ၌ပြစ်ခတ်ကြရာနှစ်ကောင်သုံးကောင်စီသာကြကြံရစ်တော်လဲရေထဲကထအပြန်ပြစ်ကြရာတစ်ချက်တည်းဖြင့်ဘဲငန်း၅ကောင်ကြကြံရစ်ပါတယ်အဝိတ်တွင်ရှိနေသောဘဲငန်းနဲ့နှင့်ဘဲငန်းဖြူကြများကောင်းငင်ရန်ထက်သို့တက်ပြေလွတ်မြောက်သွားကြတော်လဲကျွန်ုပ်တို့သုံးပြစ်သောဘဲငန်းဖြူနှက်အုပ်စုမှာအကောင်20ခန့်ကြကြံခဲ့လေပြီအချို့မှာရေထဲ၌မသိမရှင်းကုခံနေကြပါတယ်အင်းရီမှာဘဲငန်းသွေးတို့ဖြင့်အနီရောင်တန့်ရည်သွားပါတယ်9မိနစ်ခန့်အကြာမှာကိုအင်းနီနှင့်ကျော်စင်ဝင်းတို့ဟာရေထဲဆင်းပြီးတော့ငန်းတီများကိုကောက်ကြပါတယ်တပွဲတည်းဖြင့်ဘဲငန်းရိုင်း20ကောင်ရရှိပါတယ်တကောင်လျင်3မိနစ်ကျော်ခန့်ရှိပါတယ်ဘဲငန်းရန်အုပ်စုမှာကောင်းငင်ရန်အမြင့်တွင်ပြန်ဝဲပြီးပျောက်ကွယ်သွားပါတယ်တနတ်တန်နှင့်ရန်ကြော်နိုင်များကြောင့်ယနေ့အင်းထဲသို့ဆင်းတော်မီမဟုတ်ပါဘူးအပြန်လန်းမုတ်ဆိုးအင်းနီနှင့်ကျော်စင်ဝင်းတို့ဟာဘဲငန်းချင်းများ6ရောက်အားကျိုးကြည့်ပြီးတော့ဝလုံးစီကြီးဖြင့်ဒီကတနင်္တပုထမ်းဖို့ခဲ့ရပါတယ်အထိုင်စခန်းရောက်တဲ့နှင့်ထမင်းချက်အောင်ဖို့အသင့်ကြိုးထားသောရနွေဖြင့်ဖြောကအမွေးနှုတ်သူရင်ခွဲသူကင်သူကင်ဖြင့်အလုတ်ရှုပ်ရည်သွားကြပါတယ်ကျွန်ုပ်တို့အပန်းဖြေအနားယူနေစဉ်နာယူဘက်က၌ဘဲငန်းငင်တစ်ခုကိုအောင်ဖို့ကဝိုင်းရလေသူလာ၍ချပါတယ်ကျွန်ုပ်တို့ရနွေချမ်းဖြင့်ပြီးကြပါတယ်လက်ဆက်၍အစီကက်နေသောဘဲငန်းသားမှာလွန်စွာအရသာရှိလာပါပြီလေအောင်ဖို့အစီအစဉ်ဖြင့်ဘဲငန်းများကိုအကောင်မပြတ်တစိုးထိုး၍တန်းစီပြီးกินပါတယ်ကြော်ပါတယ်အသားကိုတုံး၍ဟင်းချက်ပါတယ်ကျွန်ုပ်တို့နားသောပြင်းကရိုးပင်နှင့်ကမ်းခြေတစ်လျှောက်အညော်နှံ့များပြန့်နှံ့ပြီးတောဆက်အထိဘီးခိုးညော်များလွင့်ပွား၍သွားပါတော့တယ်ထိုစဉ်အနောက်မြောက်တောင်ကြီးတောတန်းမှ11ချက်ဂျီဟောက်တန်နှင့်တောတို့တန်များကိုရုတ်တရက်ကြားလိုက်ရပါတယ်ကျွန်ုပ်ဦးနေအောင်နှင့်ကိုစော်မင်းတို့သုံးရိုင်ဖယ်များဆွဲ၍တောင်ကြီးသို့အပြေးသွားကြပါတယ်အကာအကွယ်ကောင်းသောပြင်းမာပင်ပြိုတော့တွင်အသင့်နေရာယူလိုက်ကြစဉ်တလိษံအုပ်ကြီးပြိုဆင်းလာတဲ့ကိုကြားရပါတယ်မကြာမီရှေ့သုံးကခြေအုပ်နောက်ကအမွှေးစီစက်ဖာကြီးတအုပ်နောက်ဆုံးကတောဝဲအုပ်ကြီးဖြစ်ပါတယ်ကျွန်ုပ်တို့ဘက်သို့ပြေးဆင်းလာသောဆက်အုပ်နှင့်တောဝဲကြီးအားရွေးချယ်ပြီးပြစ်ကြပါတယ်စက်ဖာကြီးနှကောင်နှင့်တောဝဲနှကောင်ကျသွားပါတယ်ဒိုင်းတလိษံအုပ်ကြီးများမှာလမ်းကြောင်းပြောင်းပြီးပြေးကြပါတယ်ကျွန်ုပ်တို့ကြည်သစ်လဲမောင်းထိုးနေကြစဉ်တဘောတောတိုးတန်ကြီးမှာနောက်ွယ်မှအဆက်မပြတ်လိုက်၍လာပါတယ်ကျွန်ုပ်တို့အတွေ့အကြုံအရသဘောပေါက်လိုက်ပါတယ်ဘဲငန်းကင်အညော်နှံ့များကြောင့်အသားစားကျူသောရုံးမမွေကြီးသို့မဟုတ်ရုံးမကင်းချေကြီးများဖြစ်နိုင်တဲ့ဖြင့်ကျွန်ုပ်တို့တဦးကိုတဦးအချက်ပြရင်တောစီဖနှများအလင်းအမြန်ချွတ်၍လူတစ်ဖက်ကန်စီမြင်သောပြင်းမပင်ပူများပေါ်သို့နေရာယူလိုက်ကြပါတယ်မကြပါတောဆက်မှတစ်ပင်များလှုပ်ရမ်းလာပြီးအစိတ်ဝင်ဆင်ဦးများတန်းစီ၍ချိတ်ဆွဲထားသလိုဆင့်ရောင်ပြောင်းလဲနေပြီးဦးကောင်းတွင်အမွှေးအမြင်နှစ်ချောင်းထောင်လျက်အနီရောင်ရဲရဲတောက်ပြောင်နေသည့်မျက်လုံးနှလုံးပိုင်ရှင်ယူမကင်းချီများကြီးတကောင်ထွက်လာပါတယ်အရှိမမီးရထားတို့ကြီးတွေလိုပင်ရှီလျားလာပါတယ်ကျွန်ုပ်ဟာဦးနေအောင်နဲ့ကိုစော်မင်းတို့အားဆရာဦးနေအောင်နဲ့ကိုစော်မင်းရေယူမကင်းချီများကြီးတော့တတိထားအနံ့ခံအလွန်ကောင်းတယ်ကိုမပြစ်နဲ့မျက်လုံးနှလုံးနေရာခေါင်းထဲကိုပြစ်အလွန်အစိတ်ပြင်းပြီးအနေရများတယ်မတိကြပဲမပြစ်နဲ့တော့သူတို့ကခေါင်းကြီးအချက်ပြတယ်ရုံးမကင်းကြီးမှာတောသက်တွင်ကျွန်ုပ်တို့ပြစ်ထားသောစက်တွေနှင့်ဝက်တွေများ၏သွေးနှံကြောင့်ခိတ္တတုံးကနေရက်သွားပြီးဦးကောင်းမှအမွှေးမြင်နှစ်ချောင်းကိုလေထဲမြှောက်၍ပါဇက်ကြီးဖြဲကအနံ့ခံနေသည်ကျွန်ုပ်ကဦးနေအောင်နဲ့ကိုစောဝင်း၏ပြစ်ဒိုင်းကျွန်ုပ်တို့သုံးဦးပြစ်သောကြည်ထိချက်မှာအတော်ထိရောက်လာပါတယ်တောကင်းကြီး၏ဦးကောင်းမှာကြည်မှွ၍သွားပါတယ်မျက်လုံးနီကြီးနှလုံးဝင်ပေါက်၍သွားပါတယ်သို့တော်မသေးသေးခန္ဓာကိုယ်ကြီးမှာထွန်းထွန်းလူနေပြီးအမီးကြီးနှင့်နီးစက်ရအပင်များအားတပုံပုံရိုက်၍နေပါတယ်ကျွန်ုပ်တို့ဒုတိယအကြိမ်ရိုးမကင်းကြီးဤခါးလေအားဖြက်ပြေးကြပြန်ပါတယ်ဒိုင်းအခန်းသုံးကင်းကြီးခါပြတ်သွားပါတယ်သို့တော်ပြတ်သွားသောကိုနှစ်ပိုင်းဟာအပြင်းအထန်လှုပ်ရှားရိုက်ပုံနေပါတယ်အသေးချာကြီးမှတောကင်းကြီးဤအမီးများမှာပဇွန်ထုတ်အမြင့်နှင့်တူ၍နှစ်ခွဖြစ်နေပါတယ်နာယူဝက်ခန့်ကြာမှခေါင်းပန်းငိမ့်သွားတော်လဲအမီးပြားပိုင်းကရုံးကန်လှုပ်ရှားသေးပင်ကျွန်ုပ်တို့တစ်ပင်ပေါ်ကဆင်းခဲ့ကြပြီးစခန်းသို့ပြန်လာခဲ့ပါတယ်ဆရာတို့ဘာပြစ်ကြတာလဲတနက်တန်တွေကိုစူးညံသွားတာပဲအောင်ဖို့ကမေးရကျွန်ုပ်တို့မဖေရသေးခင်မုတ်ဆိုးအင်ဒီကဆရာတို့ငွေကြီးလားရိုးရိုးကင်းချီများကြီးလားဦးနေအောင်ကရိုးမကင်းကြီးပြိုကိုအင်ဒီရေကျွန်တော်တို့လက်ဦးလို့မဟုတ်ရင်ခမားတို့အဖွဲ့မလွယ်ဘူးဘဲငန်းကင်ညှော်နှံ့တွေကြောင့်ရိုးမကင်းကြီးအနံ့ခံပြီးဆင်းလာတာတောတဲ့တောင်နဲ့အညော်မလုပ်ဖို့ရှေးမိုးဆိုးတွေသတိပေးခဲ့တာမှန်တယ်ပြိုတောကင်းကြီးအစ်စ်တစ်စစ်ကိုအစိတ်ဝင်အိုးလောက်ရှိတယ်ဗျ
စိတ်ဖားကြီးနှစ်ကောင်နဲ့တောဝက်နှစ်ကောင်နဲ့ရထားတယ်တွားသေးကြပြီးရောဗျူကျွန်တော်တို့နားတော့မယ်ကိုရင်ဒီကကောင်းပါလိဆရာရဲ့ကဘာပေါ်မှာအရသာအချီဆုံးအစားအစာကိုတဝါကြီးစားကြရတော့မှာပဲရန်ကုန်ကရောက်လာကြမယ်ဆရာဦးနေအောင်ရဲ့ဧည့်သည်တွေလည်းကန်ထူးပါရဲ့ဗျာအစိတ်မရှိနိုင်ဘူးလားကိုရင်ဒီအစိတ်ရှိသူရိုးမကင်းကြီးသားကချိုးပြီးစိတ်နေတာပေါ့ဆရာရဲ့မွေးလိုပါပဲအစိတ်ရှိလေလေစားကောင်းလေပဲအစားများရင်တော့ဖြတ်ရတယ်ကင်းအစိတ်ကခေါင်းထဲမှာပဲရှိတာလေခေါင်းဖြတ်ပြီးတော့မြေမြုပ်လိုက်ရင်ပြီးတာပါပဲအလွန်စားရခဲ့ပါတယ်ဂျူးမာကင်းကြီးသားဟာပဇွန်တို့လိုပဲဆရာအလွန်နူးညံ့ပြီးတော့အလွန်ချိုစိတ်နာဦးနေအောင်ကကဲအောင်မှုကြီးဂျူးမာကင်းသားအသာထားပြီးတော့ငါတို့ကိုဘဲငန်းနဲ့အရက်တပလင်ချပေးပြီးတော့ငါတို့ဒီနေ့အတော်ပင်ပန်းသွားပြီဇိမ်ခမ်းပြီးတော့အနားယူတော့မယ်ဟုတ်ကဲ့ပါဆရာအစင်နဲ့ပါပဲခင်ဗျကျွန်ုပ်တို့စားတော့အနားယူနေကြစဉ်ကိုရင်ဒီကြော်စင်ဝင်းမော်တော်ဘုတ်ဆရာနဲ့အောင်မှုတို့ဝတ်သေးဆက်သေးနဲ့ရိုးမာကင်းကြီးများကြီးအားအခက်အခါပန်းဖြတ်၍သိနေကြပါတယ်ကင်းကြီးများကြီး၏အစင်းများအားဖြတ်တော့၍မော်တော်ဘုတ်ပေါ်တွင်တန်းစီတင်းထားသည်မှာစင်အိုးများအလားအစီအီပင်တောကောင်များတဲပြီးနောက်မုတ်ဆုကိုရင်ဒီ၏လက်ရာရိုးမာကင်းကြီးများမိဖုတ်ကြောက်လာပါတယ်ကင်းကြီးများကြီး၏အစီပိုင်းအားလှည့်ပန်းမိခင်ထားခြင်းဖြစ်ပါတယ်ပဇွန်တို့ကင်နှံ့လိုမွေးကြံ၍နေပါတယ်ကျွန်ုပ်တို့ခရင်နှင့်ထိုး၍ကလော်၍မြည်ကြပါတယ်အလွန်ချိုစိတ်ပါတယ်ပြည်နောက်ငရုတ်စီဖြန့်၍တို့စားပါတယ်ပဇွန်တို့ကင်ထက်ပို၍အရသာရှိပါတယ်ချိုစိတ်ပြီးတော့မှုန့်နေပါတယ်မစားဘူးသောအစာဖြစ်တော်လဲအရသာရှိလုံးသဖြင့်ကျွန်ုပ်တို့အတော်စားဖြစ်ကြပါတယ်ကိုရင်ဒီတို့ပစ္စည်းတွေသူများအဖွဲလဲဘဲငန်းငင်ကိုပင်လှည့်မကြည့်ကြတော့ပဲတဝါကြီးစားကြပါတယ်ကိုရင်ဒီညွန့်တယ်လို့ပင်ကဘာပေါ်၌အရသာအရှိဆုံးအစားအသာဆိုသည်မှာမှန်မေလိမ့်မည်ထင်ပါတယ်ထိုနေ့ကအပြန်တွင်ယူဘုတ်ကလေးမှာတားကောင်အသေးများဖြင့်ပြည့်နေတဲ့ဖြင့်ဆက်ရှိမတင်ရဲပဲဖြစ်ဖြစ်သာရေစုံလေးစုံမျှော့ချလာရပါတယ်တပွဲသားမုတ်ဆိုးအင်းဒီအတွက်ကတော့တောကောင်သားများရောင်းရငွေကြောင့်အလွန်ဝင်ငွေကောင်းသောတနေ့ဖြစ်ခဲ့ရပါတယ်ကျွန်ုပ်လည်းတောကောင်သားများဒဲငန်းကင်နှင့်ရိုးမကင်းသားတို့ကိုထောင်မှုကိုမြင့်ဆွေတို့ကိုသာမကထောင်ပန်ကြီးနှင့်အရာရှိများကိုပင်လက်ဆောင်ပေးနိုင်ခဲ့ပါတယ်ခန်းလေးနောက်တစ်နေ့ညနေပိုင်းတွင်မန္တလေးရုံးမှတစ်တော်ဝင်တော့ဦးအောင်သွေနှင့်အဖွဲ့ဝင်3ဦးပီအမျိုးအစားတင်မောကြီးပင်လုံနှင့်ကတာမြို့သို့ရောက်ရလာပါတယ်ထိုအချိန်ကမန္တလေးဗမော်ရေလန်းခရီးတွင်ပီအမျိုးအစားအကြီးစားတင်မောကြီးများဖြစ်ကြသည့်ပင်လုံပေါင်းနယ်ပေါက်တန်းနှင့်ဗတိုင်းတို့ပြေးဆွဲကြပြီး PLS ပွင့်ပြူပြည်ဗရမများဗျာပြန်ပုံညနှင့်ဗျာရှင်တင်မောများလည်းရှိပါသေးတယ်ပီအမျိုးအစားအငယ်သားတင်မောများဖြစ်ကြသည့်ပပဝင်းပုံနှပြန်နှင့်ပုံဓမာတို့လည်းရှိကြပါသေးတယ်အငယ်သားဖြစ်၍ကုံပတင်လူစည်းတသက်တာဖြစ်ပါတယ်သို့တော်မြန်ပါတယ်သို့တော်မိုးရင်းကာလ၌စိတ်မချရမိုးကာလတွင်တစ်တော်ဌာနကတစ်ဖောင်များမျှောသောကြောင့်သင်္ဘောငယ်များအတွက်အနေရရှိပါတယ်ထိုနေ့ညကကန္နာဘိုတဲ့တွင်အခမ်းပွဲလုပ်ရာကျွန်ုပ်ကဦးနေအောင်ကဖိတ်ကြသဖြင့်တွားရပြန်ပါတယ်ကျွန်ုပ်နှင့်ဦးအောင်သွေတို့အဖွဲကြပါတယ်ဦးအောင်သွေမှာရုံးချုပ်တွင်အမြဲတမ်းနေရသဖြင့်ဂျုံလူငန်းကျွမ်းကျင်တော်လဲတောအတွေ့အကြုံအလွန်လဲလာပါတယ်တနက်ပြတ်တတ်တော်လဲတောမလဲဘူးဟုသိရပါတယ်ဦးနေအောင်ကြီးခမားတို့ကသာမြို့ကရာသီဥတုမျှရတဲ့အပြင်ပတ်ဝန်းကျင်တောတောင်ဆွယ်နဲ့အေယာဝတီမြစ်ကြီးအလှကြောင့်ကိုရောစိတ်ပါချမ်းသာရတယ်ဗျာဒါထက်မကကိုစိတ်နှလုံးသုံးပါးစလုံးအေးချမ်းသာရအောင်ကျွန်တော်စီစဉ်ထားပါသေးတယ်ဥအောင်တွေအကြက်ဘဲငန်းသားရိုင်းအပြင်စက်သားတောဝက်သားထက်ပိုးပြီးတော့အရသာကောင်းတဲ့အသားတစ်မျိုးကိုလည်းစီစဉ်ထားပါသေးတယ်ဘာအသားများလဲဦးနေအောင်ကျွန်တော်ကတော့တရုတ်ပြည်ဘက်ကလာတဲ့စောင်းကိုဘဲရင်သားဟာအကောင်းဆုံးလို့ထင်နေတာရိုးမာကင်းချီများသားဗျပဇွန်ထုတ်ကင်ထက်တောင်စားလို့ပိုးပြီးတော့အရသာရှိတယ်ဟောဒီမှာစကြည့်ပြီဒါပေမဲ့နောက်တစ်ခါစားကြလို့တော့မရနိုင်ဘူးအလွန်ရှားပါတဲ့အသားဗျဥနေအောင်ဟာအရင်စပြတဲ့ဖြင့်ဧည့်သည်ဦးအောင်တွေဟာမရဲရဲစကြည့်ပါတယ်ပြည်နောက်အရက်ဖြင့်မီးပါတယ်အရသာရှိမှန်းသိသွားတဲ့ဖြင့်ခရင်ကိုပင်လက်ကမချတော့ပါပြီတဲကောင်းနေအသားပါလားဗျပဇွန်ထုတ်ထက်တောင်ကောင်းသေးတယ်များများစားရင်အန္တရာယ်ရှိနိုင်သလားစိတ်ကြိတ်စားသမ်းပါဗျာမနေ့ကကျွန်တော်တို့တစ်ဖွဲလုံးအဝစပြီးပါပြီဘာမှမဖြစ်ပါဘူးဒါနဲ့ဥနေအောင်ကြီးဒီတစ်ခေါက်တော့ကျွန်တော်လည်းအမဲလိုက်အတွေ့အကြုံလေးပါလေးရအောင်လို့တောလေလက်ချင်တယ်ဗျာခင်ဗျားတို့ကိုဆရာတင်ပါတယ်ဥအောင်တွေရဲ့နောက်တန်းမှာသာအေးအေးဆေးဆေးထိုင်းစားသမ်းပါဗျာမနေ့ကလည်းကျွန်တော်တို့ပြစ်ထားခဲ့တဲ့ဘဲဝမ်ဆက်တောဝက်သားတွေအစုံရှိပါတယ်တောလေတဲ့ဆိုတာအလွန်ပင်မပြီးတော့အလွန်အနေများတယ်ဗျတခါတော့ပါဥနေအောင်ရဲ့ကျွန်တော်ကတစ်တော့အရာရှိလုံနေပြီးတော့တစ်တော့ရဲ့တဘာဝကိုနားမလဲဘူးဗျစိတ်နေတာထိုစဉ်မုတ်ဆိုးအင်ဒီလည်းရှိနေတဲ့ဖြင့်ကျွန်တော်တို့တိုင်ပင်ရပြန်ပါတယ်အင်ဒီဟာဧည့်သည်ဆန္ဒအတိုင်းဂျမန်နေ့ကသွားခဲ့သောကောက်ကွေ6မှတ်တို့ပင်သွားရန်နှင့်တောကောင်ငယ်များပြစ်ခဲ့ရန်အကြံပေးပါတယ်သွားပူပြီးသားနေရာများဖြစ်ပြီးသွားရသည်မှာအဆင်ပြေတဲ့ဖြင့်ကျွန်တော်တို့မနှက်ပြန်ကောက်ကွေ6မှတ်တို့သွားကြရန်သဘောတူလိုက်ကြပါတယ်န
နောက်တစ်နေ့မနေ့6နာရီတွင်ကျွန်ုပ်တို့အဖွဲ့မော်တော်စိတ်ကိုဆင်းသည်နှင့်ဗရမများမျိုးသစ်တွင်နေထိုင်သောမုတ်ဆိုးအင်ဒီဟာဝရိယကောင်းစွာနှင့်ရောက်နေလေပြီဧည့်သည်ဝင်ထောက်ဦးအောင်တွေကဦးနေအောင်ဤ .22 ဘရူနိုတနက်ကလေးကိုကိုင်း၍ထားပါတယ်ယနေ့လူများသဖြင့်ဦးနေအောင်ဟာရေဘုတ်အစားအလဘုတ်ကိုစီးသဖြင့်ကြေကြုံဝင်းရှိပါတယ်အီယာဒီမြစ်ကြောင်းအတိုင်းစမ်းတက်ခဲ့ကြရာစင်ဝင်းစိတ်ပိန်းနေကုန်းကပ်ပါပိတ်မိုးထားလီမိုးထားကြီးတို့ကိုလွန်ပြီးဝေးအင်းစိတ်ကြောက်တုံကြီးကျော်စီနဲ့ကောက်ကွေချောင်းအနီးရောက်ရလာပါတယ်ယနေ့တော့ကောက်ကွေချောင်းအနီးအင်းများကံများပေါ်၌ဘဲငန်းချင်းများပြန်ဝဲနေသည်ကိုမတွေ့ရပါပြေစစ်စလီရေပန်းဝဲနှင့်စလိုက်ခေါ်ဗိုလ်စားငှက်များသာကံပေါ်၌ပြန်ဝဲနေပါတယ်တရုတ်ပြည်ဘက်မှစောင်းခို၍လာသည့်ဘဲငန်းရန်ကြီးများမှာအမှတ်အသားကြီးပါတယ်တခါတရံအပြစ်ခံရပြီးပါကတပတ်မှတစ်လအတွင်းအနေရရှိသောဒေသသူမလာကြတော့ပါကျွန်ုပ်တို့မော်တော်ကြီးကောက်ကွေချောင်းထဲသို့ချိုးဝင်ပြီးယမန်နေ့ကစတဲချခဲ့ကြသည့်ကမ်းနားဆက်ရှိပြင်ကရိုးပင်ကြီးအောက်၌ရက်ပြီးစကန်းကြပါတယ်ပြင်ကရိုးပင်ကြီးမြစ်ဆုံအနီးတွင်ပစ္စည်းများနေရာချထားပြီးယူဆောင်လာပါတယ်စားတောက်စရာများအားပြင်ကရိုးပင်ကြီးအောက်၌ရှိသောလုံးထွင်းလှေပြက်ကြီးပေါ်သို့တင်ကြပါတယ်လှေပြက်မှာ2ယောက်စီးသာဖြစ်ပြီးတဝက်ဟာဆွေးမြေကျွတ်ပြက်နေလေပြီလှေအနီးမြေပမောင်တွင်ground sheet ကိုခင်းပြီးတော့ထိုင်ရပြီးခိတ္တအနားယူကြပါတယ်ကျွန်ုပ်တို့တောလည်မိအနေထားကိုတိုင်ပင်နေကြစဉ်ကိုအင်းဒီဟာနှာခေါင်းကိုမော့၍လေထဲ၌အနက်ခံပြီးငါနှာခေါင်းထဲမှာမွေနဲ့ရနေတယ်ဆရာသတိထားကြဟိထိုစဉ်ဧည့်သည်ဦးအောင်တွေဟာစိတ်ပြောင်းသွားဟန်ဖြင့်ဦးနေအောင်ကြီးကျွန်တော်တော့တောထဲမလိုက်တော့ဘူးဗျာတောကအတော်နှက်တာပဲဒီနေရာကလေးကတာယာတော့ဒီမှာပဲစတော့နားနေရင်ခမားတို့အဖွဲ့ကိုထိုင်းဆောင်နေတော့မယ်ကောင်းပါလေဗျာအနေကင်းတာပေါ့ခမားကတောအတွေ့အကြုံတွေတော့ပြင်းမှန်းပါလေဒီနေရာလေးမှာပဲခမားတပည့်နဲ့စာရင်တောင်းရင်အပန်းဖြေကြပါကျွန်တော်တပည့်အောင်ဖို့ကစားတော့ဖို့အကုန်စီစဉ်ပေးပါလိမ့်မယ်ကောင်းပါပြီဗျာခမားတို့စိတ်ချလက်ချသွားကြပါဒီနေရာကလေးကပြင်းကလေးပင်အရေးကလည်းကောင်းကန်းဆက်ဖြစ်လို့ရင်းနေလဲနေတော့အေးချမ်းတယ်ကျွန်တော်တို့နားနားနေနေခဏစောင့်နေပါမယ်တပည့်ကျော်အောင်ဖို့နဲ့ဦးအောင်တို့ဤတပည့်3ဦးဟာထင်းရှာရေခတ်အမိလုံးရန်စီစဉ်နေကြပါတယ်ကျွန်ုပ်ဦးနေအောင်ကိုရင်ဒီကိုစော်မင်းနဲ့ကျော်စင်ဝင်းတို့အင်းနေကံများကိုပတ်ပြီးတနက်ကိုစီထန်းကတောင်ကြီးတောင်နှံ့ဘက်သို့တက်လာခဲ့ပါတယ်အင်းနေကံထဲတွင်ရေစစ်စလီရေဝမ်းပဲစနိုက်နဲ့ဒင်းကြီးငှက်များကိုသာတွေ့ရပါတယ်အခြေအနေအေးချမ်း၍နေပါတယ်တောင်ပေါ်ဘက်မှမြောက်အော်တန်ဂျီဟောက်တန်ဒေါင်းအော်တန်ကြီးကျက်ဖာများအတောင်မှန်ခတ်တန်တဖြန်းဖြန်းကိုတော့ကြားနေရပါတယ်တဘာဝတော်ကြီးမှာတောတဘာဝအလွန်ตายာအေးချမ်း၍နေပါပြီလေကျွန်ုပ်တို့မုတ်ဆုပ်ဖွဲ့ကိုကိုအင်းဒီဟာဥဆောင်ပြီးတောဆက်ပြင်းမာပင်ပြိုတောဘက်သို့ရှောက်ရလာခဲ့ပါတယ်ထိုစဉ်တောင်ကြီးမှအမွှေးစီစက်ဖားကြီးတကောင်ဆင်းလာပါတယ်ကျွန်ုပ်တို့အဖွဲ့အားမြင်တင်နဲ့တောတွင်သို့ဝင်၍ပြေးသွားပါတယ်ကျွန်ုပ်တို့အချက်ပြ၍လူစုခွဲပြီးလိုက်ကြပါတယ်တောင်ပေါ်တွင်ဆက်တန်ကြားရပြီးစက်ဖားကြီးပြတ်ပြီးသွားပါတယ်ကိုအင်းဒီဟာအနက်ခေါင်၍၎င်းခြေရာကောက်၍၎င်းရှာပါတယ်ကျွန်ုပ်တို့အဖွဲ့တောင်ဆောင်ပေါ်ရောက်သွားတော့လေစက်ဖားကြီးကိုမတွေ့ရတော့ပြီကိုအင်းဒီကခြေရာခံရင်တစ်ဖက်တောင်ဆောင်ရှိုတဲ့သူလက်ညှိုးညှိုးပြနေပါတယ်နှက်ဆိုင်သောရှိုတွင်းသို့ကျွန်ုပ်တို့အရဲတို့ပြီးမစင်းရဲလူပြန်စုလိုက်ပါတယ်ထိုစဉ်ကိုအင်းဒီဟာအနိရှိဖက်ရွက်နှစ်ခုကိုခု၍ထပ်လိုက်ပြီးလက်နှစ်ဖက်ဖြင့်ကင်ကဖက်ရွက်ဆုပ်တော့ပါတယ်ကျွန်ုပ်တို့တနက်များအားအသင့်ချိန်ရွေးထားကြစဉ်ရှိုတဲ့ရှိမြရာခြုံနှင့်ဒုံးွယ်ခြုံများအနည်းရှိနဘူးခြုံကြီးလှုပ်ရမ်းလာပြီး6ဆထောင်စဖာကြီးဤဂျိုကာကာကြီးပေါ်၍လာပါတယ်အိတ်နေရမှကိုအင်းဒီဖက်ရွက်ဆုပ်တဲ့ကြောင့်ထကြလိုက်ဟန်တူပါတယ်ကျွန်ုပ်နဲ့ဦးနေအောင်ဟာအချိန်မဆိုင်မဲ့ပြစ်ခတ်ကြပါတယ်ဒိုင်းရှူတဲ့ဖြစ်ပြီးအတန်ခတ်အုပ်သာထွက်ပြီးစက်ဖာကြီးဟာဝုန်းကနေလဲသွားပါတယ်ဒသမ303ရိုင်ဖယ်ကြည်စံနှင့်ဒသမ385မကနစ်ရိုင်ဖယ်ကြည်တို့ဟာစက်ဖာကြီးဦးကောင်းကအနိကဖောက်ထွင်းသွားကြသဖြင့်တခဏအတွင်းစက်ဖာကြီးငြိမ်သက်ရသွားပါတယ်ကျွန်ုပ်တို့ခိတ္တနားနေကြစဉ်ကိုအင်းဒီနှင့်ကျော်စင်ဝင်းတို့ကအသင့်ပါလာကြသည့်ဓားများဖြင့်ရှူတဲ့ဆင်း၍ရှင်းလင်းကြပါတယ်ခြုံများရှင်းလင်းလမ်းထွင်ပြီးမှကျွန်ုပ်တို့လည်းခြူတဲ့သူဆင်းခဲ့ကြပါတယ်ရှူမအတော်နှက်ပါတယ်စဖာကြီးမှာတမပိုင်းစုံအနွယ်ဖြစ်၍အမွေးရှိပါတယ်အညူရောင်အဆင်းရှိပြီးတော့ပိတ်တာ100ခန့်ရှိပါတယ်6စာထောင်ဂျူကားကြီးမှာနွယ်ပင်များဖြင့်ညှိနေတဲ့ဖြင့်အတော်ရှင်းလင်းပြီးတော့ထုတ်ရပါတယ်ရှိုထိတ်သူ9ယောက်ထမ်းထုတ်ရသည်မှာအတော်ပင်ပန်းပါတယ်ရှိုပေါ်ရောက်မှခိတ္တနာပြီးတော့ကိုရင်ဒီကကျိန်နွယ်ခုတ်၍ခြေလက်နှစ်ချောင်းစီကိုဝတ်တုတ်ချီပါတယ်ကျော်စင်ဝင်းကဝနဝတောင်းတောင်နှလုံးကိုခုတ်၍ဂွင်းရှူပြီးတော့စုပေါင်းထမ်းပြီးတောင်အုပ်ကိုချရပါတယ်ကျွန်ုပ်တို့တောင်ကြီးတော့မှပြင်းမာပင်ပြိုတော်ကိုဖျက်၍အင်းများကံများကိုပတ်ပြီးစကန်းသို့ဆင်းလာပါတယ်ထူးဆန်းနေသည်မှာစကန်းဖက်မှလူတန်မကြားရမိကိုလည်းတိတ်၍နေခြင်းဖြစ်ပါတယ်ထိုစဉ်ကိုအင်းဒီကဆရာတို့ချစကန်းဘက်ကမွေမြုံနေရတယ်လာမြန်လာကြကျွန်ုပ်တို့စက်တီကြီးအားကမန်းကရန်ချပြီးစကန်းချတာရဘက်သို့ပြေးကြပါတယ်အနည်းရောက်တော့မြင်ကွင်းမှာအလွန်ဆွရလာပါတယ်ဝင်ထဦးအောင်တွေမှာတနက်ကင်ပြီးပလက်လန်လဲနေပါတယ်သူတို့ပဲ3ဦးလဲတတိမေးလဲနေပါတယ်ပြင်းကလေးပင်ရှိလုံးတွင်းလေကြီးထဲ၌လဲ
လူတယောက်အားစပကြီးမူကြီးကတရှုံရှုံအမြုံများပတ်ဖြန့်ပြီးမျိုးရန်ပြင်ဆင်နေပါတယ်ထိုသူမှာအောင်မှုဖြစ်ပါတယ်ကျွန်ုပ်တို့ဘာလို့ရမှန်းမသိမွေကြီးမှာကြီးမားလာပါတယ်ယောက်ျားကြီးတို့ဤပေါင်လုံးထပ်ပင်ကြီးသေးပါတယ်လုံတွင်လေအားပက်လိုက်ခွလိုက်နှာမုတ်လိုက်ဗပြင်းထောင်လိုက်လုံနေရမှလေပြက်ထဲမှာထွက်နေသည့်အောင်မှုဤ6ထောက်အားစမျိုးရန်ပြင်ဆင်ပါတယ်အောင်မှုမှာလှုပ်ရှားနေသေးတော့လေတတိကောင်းစွာရဟန်မတူတကူလုံးမှာလဲမွေကြီးဤအမြုံများဖြင့်ဆက်ပြမြုပ်တဲ့ပွဲဖုံးလွှမ်းရည်နေပါတယ်အခန်းကကျွန်ုပ်တို့တနက်များဖြင့်ချိန်ရွထားတော့လဲပြစ်ခွင့်မသာပါထိုစဉ်ကိုအင်းဒီကဆရာတို့အသားနေပါအဖွင့်သားမပြစ်ငါတို့လိုက်မယ်သူအသင့်ယူလာခဲ့သောစက်ဖာကြီးကိုထမ်းထားသည့်ဝနဝါကြီးအားဓားဖြင့်ချုံပါတယ်ထိုစဉ်စပကြီးမူကြီးကလေကိုပတ်နေရမှာအောင်ဘူးဤ6ထောက်အားစမြူရန်ခန္ဓာကိုယ်အခွေကြီးကိုစထုတ်လိုက်သည်နှင့်အချိန်ငိုက်ပင်ကိုအင်းဒီဟာ၎င်းချုံထားသောဝနဝါဖြင့်မွေကြီးဤစဝဝအနိရှိကိုလုံးပေါက်ထဲသို့ပြေးဆိုင်လိုက်ပါတယ်မွေကြီးမှာတွန့်ကနေဖြစ်ပြီးတော့အောင်ဘူး6ထောက်အားစတင်မျိုးနေရမှာထွက်လိုက်ပြီးကိုအင်းဒီဘက်သို့ပပင်းထောင်လိုက်ပါတယ်ဆရာတို့ပြစ်ဒိုင်းကျွန်ုပ်နဲ့ဦးနေအောင်ကလည်းလက်မနေပါရိုင်းသူပြစ်လိုက်ကြရမှာစပကြီးမူကြီးခေါင်းပြည့်ယူသွားပါတယ်သို့သောခန္ဓာကိုယ်ကြီးတစ်ခုလုံးကနိဆက်ရာကိုတပုံပုံရိုက်နေပါသေးတယ်ကိုအင်းဒီကလည်းလှင်မြန်လှပါတယ်ဘလုံးကိုလှုပ်၍နောက်ဆုပ်ပြီးမွေကိုလုံးကြီးအား၎င်း၏ဓာရွယ်ကြီးထက်လာစွာသောဓာကြီးဖြင့်အပန်းမိုင်ခုတ်ပြလိုက်ပါတယ်ပြင်းကလေးပင်ကြီးအောက်တွင်မူကြီးအမြုပ်နှံနှင့်သွေးနှံများဖုံးလွှမ်းသွားပါတယ်ပထမဆုံးလို့လာသူမှာလေတွင်လေပြက်ထဲ၌အောင်မှုဖြစ်ပါတယ်တကိုယ်လုံးလည်းမူကြီးအမြုပ်ဖြစ်ပြီးများဖုံးလွှမ်းနေပါတယ်အောင်မှုမှာတတိယလာသဖြင့်အနည်းရှိကောက်ကူချောင်းထဲသို့ခုန်ဆင်းသွားပါတယ်ကျွန်ုပ်တို့စိုးရင်တကြီးစောင့်ကြည့်နေကြစဉ်အောင်မှုမှာပြန်ပြီးပေါ်လာပြီးရေတူဝချိုးနေပါတယ်အောင်မှုဘလို့ဖြစ်တာလဲဦးနေအောင်ကလှမ်း၍မေးပါတယ်အောင်မှုမှာမျက်နှာအားပြောင်းစင်အောင်ရေများဆေးပြီးမှကမ်းပေါ်သို့တက်လာပြန်ပါတယ်ဆရာတို့ကြီးကျေးဇူးတင်လိုက်တာဗျာဒီတစ်ခါတော့တွားရောအောင်မိတာစပကြီးအညှို့ခံရတာပဲကျွန်ုပ်တို့တွေဘာမှပြန်မလုပ်နိုင်ဘူးပြင်းကလေးပင်ဘောကဆင်းလာပြီးအမြုပ်တွေနဲ့ပတ်တော့တာပဲကျွန်တော်လည်းသတိရှိနေတာနဲ့မမျိုးနိုင်အောင်လေပြက်ထဲကိုဝန်းအိမ်နေတာလေခမ်းနေလို့ကျွန်တော်ကိုညှစ်ပြီးမတတ်နိုင်ပဲအမြုပ်တွေနဲ့ပတ်နေတာကြာတော့အမြုပ်နှံတွေအကြောင်းမျက်စိကလည်းမမြင်တော့ပဲသတိလည်းမင်းပတက်ဖြစ်သွားတယ်မူကြီးက6ထောက်ကဆွဲမြူတာသူ့ရဲ့အားဆုပ်တဲ့အချိန်ကြောင့်ဆရာတို့နောက်ကြရင်ကျွန်တော်မွေပိုက်ထဲကိုရောက်နေတာကြာပြီဧည့်သည်တွေကိုလည်းကြည့်ကြပါအောင်သိတော့မသိနိုင်ပါဘူးအကြောက်လွန်ပြီးမေ့နေကြတာပါထိုအခါကျွန်ုပ်တို့လည်းဧည့်သည်ဝင်တော့ဥပုံးတွေဘက်သို့လှမ်းကြည့်မိပါတယ်ကိုရင်ဒီဟာဧည့်သည်များ၏မျက်နှာပေါ်မှာစပကြီးမွေအမြုပ်များကိုအဝိဇ္ဇာတစ်ခုဖြင့်တုပ်ပေးနေပါတယ်ကိုကျော်စိန်ဝင်းရေတပုံးလောက်ခတ်ပေးပါအောင်ဧည့်သည်တွေမျက်နှာကိုတစ်ပေးရအောင်ဧည့်သည်များမှာစပကြီးမွေကြီးအချွဲအမြုပ်များမျက်စိထဲဝင်တဲ့ဖြင့်သတိလေးမင်းမျောနေကြခြင်းဖြစ်ပါတယ်ကျွန်ုပ်ကကိုရင်ဒီရေဧည့်သည်တွေအသက်အန္တရာယ်ရှိသလားဗျမရှိတော့ပါဘူးဆရာအဖြုတ်တွေမျက်စိနဲ့နှာခေါင်းထဲဝင်လို့ခဏမျက်စိကန်းပြီးတော့သတိမေ့နေတာပါရေနဲ့ဆေးပေးလိုက်ရင်သတိပြန်ရသွားပြီးကောင်းသွားမှာပါစိုးရင်ဆရာမရှိတော့ပါဘူးဆရာကိုရင်ဒီဟာဧည့်သည်များ၏မျက်နှာပေါ်သို့ရေလောင်းချလိုက်တဲ့နှင့်ဟူဝါအော်ဟစ်၍သတိရလာပါတယ်မွေဤသို့အော်နေကြပါသေးတယ်ဦးနေအောင်ကဥအောင်တို့သတိထားပါမွေကြီးမရှိတော့ဘူးသေပြီဗျရေပေးပါအောင်ဗျာမျက်စိတွေကျိတ်ဆန်နေပြီနှာခေါင်းထဲမှာလည်းမွေကြီးအမြုပ်တော်တွေကဆင်းရွှေကြီးနမ်းနေတယ်မျက်နှာတစ်ပြီးတော့လေဥအောင်တို့၏မျက်စိများမှာနေရဲနေပါသေးတယ်ကြီးကြီးလေးလေးမြင်သေးဟန်မတူထိုစဉ်ကိုရင်ဒီဟာအရက်တစ်ခွက်ယူလာပြီးဆရာအောင်တို့အရက်နဲ့တောက်ပြီးမှလှည့်နေလိုက်ပါမကြခင်ပျောက်သွားမှာပါအေးဗျာပေးကျွန်တော်တော့ခမားတို့တော့ကိုကြောက်သွားပြီဗျအလွန်ဆိုးရတဲ့အတွေ့အကြုံပါပဲဗျာတသက်မှာတခါတည်းနဲ့လန့်သွားပြီဗျကျွန်တော်တို့ပဲ3ကောင်ကလည်းအေးအကြောင်းဆိုဘာမှအာမကိုပါဘူးဟုတ်ပါတယ်လေငွေကြီးကလက်ဦးသွားတော့ကျွန်တော်တောင်တနက်နဲ့ပြစ်ဖို့ကြိုးစားသေးတာစိတ်သာရှိပြီးကိုကဘာမှလှုပ်ရှားလို့မရတော့ဘူးငွေကြီးအမြုပ်တွေဟာအစ်စ်တီထင်ပါရဲ့ဗျာဖွေးအခုထက်ဒီအနှံ့ရနေသေးတယ်ကျွန်တော်ကအောင်မှုကြီးဘလူစဖြစ်တာလဲဟာပြောသမ်းမအောင်ကျွန်တော်ကအမိလုံနေတာဆရာအုံးတွေတို့ဆရာတပည့်ဝိုင်းဖွဲ့ပြီးတော့အရက်တောက်နေကြတာကျွန်တော်လည်းအမိလုံပေးပြီးလို့စီးကြောဖို့ရေခတ်နေတော့မွေနဲ့ရပြီးတော့တရှုတရှက်အတန်ကြားကိုထည့်ကြည့်လိုက်တော့ပြင်းကလေးပင်ကြီးပေါ်ကနေပြီးတော့မွေကြီးဟာတွဲတောင်ချပြီးဝိုင်းဖွဲ့နေတဲ့ဆရာအုံးတွေတို့3ယောက်ကိုအမြုပ်တွေနဲ့တရှုပတ်နေတာအဲ့ဒါနဲ့ကျွန်တော်လည်းမိဘနာမှာရှိတဲ့ထင်းခွဲဓမ္မကြီးကိုပြည့်ဆွဲတော့မွေကြီးကကျွန်တော်ကိုအပေါ်ကနေလှန့်ဆွဲတာကျွန်တော်ရှောင်းလိုက်ရင်လုံးထွင်းလေပြက်တဲ့ပလက်လန်ကျသွားတာကျွန်တော်သတိထားပြီးတော့ကုန်းဝထားမှာမွေကြီးကအမြုပ်တွေနဲ့မျက်နှာကိုပတ်လို့မုန်းကြက်ပြီးသတိမေ့မလို့ဖြစ်နေရင်ပါဆရာတို့ရောက်လာတာပဲဆရာကန်ကြီးပြီးလို့ပဲဆရာတို့ရေဆရာတို့သာအရောက်နောက်ကြရင်ကျွန်တော်မွေမျိုးခံရပြီဗျဦးနေအောင်ကအောင်ဖို့မင်းကန်ကောင်းတယ်စပကြီးမွေဆိုတာဖမ်းမိတဲ့သားကောင်ကိုကိုလုံးနဲ့ညှစ်ပြီးတော့အရင်တက်တာအယိုးတွေကြီးပြီးပြော့စီသွားမှခြေထောက်ကစမြူတာအခုတော့မင်းကလုံးထွင်းလေတဲ့ပလက်လန်ကြတော့မွေကြီးကမင်းကိုကိုလုံးနဲ့ညှစ်ပြီးတော့မတတ်နိုင်တော့ဘူး
လုံးထွင်းလီခန်းနေတာကိုကွဟုတ်မယ်ဆရာဥအောင်တွေတို့ကအမြုပ်တွေမျက်စိနဲ့နှာခေါင်းထဲဝင်လာနဲ့သတိမိသွားကြတာမွေတွေကသူတို့မသက်ဖဲအတိကောင်လို့ဖြစ်နေရင်မမျိုးကြဘူးလို့ကျွန်တော်ကြားဘူးတယ်ဆရာကျွန်တော်ကတော့ဓမ္မကြီးကိုကိုင်းထားပြီးသူ့ကိုအန်ရယ်ပြုမှန်သိတော့ကျွန်တော်ကိုမဲပြီးတိုက်ခတ်တော့တာပဲဆရာကြီးအလွန်ကြောက်စရာကောင်းတဲ့အကောင်ကြီးပဲကိုဝင်တွေကငါမိသွားမိတာပါဆရာကြီးရောက်စားကလေးကဒီဘီကြီးအောင်မှာမွေးနေရတယ်လို့ငါပြောမိပါသေးတယ်ငါတို့သတိမထားမိလို့စပကြီးမွေကဒီပြင်းကလေးပင်ပေါ်ကနေပြီးတော့ငါတို့သတိမထားမိလို့ပါစပကြီးမွေကဒီပြင်းကလေးပင်ပေါ်မှာအတိုက်လုံနေတာမတိမပြုတ်ကြတာကံကောင်းပါတယ်တနေ့ကရှားပါတဲ့ရိုးမတော်ကင်းသားဒီနေ့တော့စပကြီးမွေသားကောင်းပါလိဗျာထိုစဉ်ကောင်းစွာသတိရလာပြီဖြစ်တော့တက်တော်ဝင်တာဥအောင်တွေဟာလှည့်နေရမှထိုင်ပြီးတော့ပါပြီဆရာဦးနေအောင်ရေမတိကောင်းမပြောက်ကောင်းတာဗျာရိုးမကင်းကြီးသားရောမွေသားပါမစားရတော့ပါဘူးဗျာနောက်ဆိုရင်တောကောင်သားကိုရှောင်မာတော့မယ်တောလည်းမဆင်းရတော့ပါဘူးရုံးကျုံမှာပဲတစ်တလုံးနေပါတော့မယ်ဗျာတောကောင်သားအလွန်ကြိုက်သောတက်တော်ဝင်တာဥအောင်တွေကိုကျွန်တော်တို့အလွန်တနာမိသွားပါတယ်သူစကားအကြောင်းကျွန်တော်တို့အားလုံးပြောရမလို့မဲ့ရမလို့ဖြစ်မိကြပါတယ်တောတဲ့တွေ့၍သားကောင်ရှာတော့ကျွန်တော်တို့မုတ်ဆိုးများမှာဘာမှမဖြစ်ချောင်းကဆက်တစ်ပင်အောက်တွင်အနားယူအပန်းဖြေရင်းအရက်တောင်နေကြသည့်ဧည့်သည်များအသက်အန္တရာယ်ကိုထိခဲ့လောက်အောင်ခံလိုက်ရခြင်းအတွက်ကျွန်တော်တို့အလွန်အားမိပါတယ်တောဤပရိယေမာယာဆိုသည်မှာလွန်စွာမှစမ်းကြဲကြောက်ရွံ့ပွဲဖြစ်ပြီးတော့တည်းထောင်မှုကြီးတင်ဝင်